နေဝီစီကိစ္စငရေမျိုးစီအမှန်မှာအခုတို့ထိုးချုံဆိုလို့တဟုံလုံးတို့လာတောင်းကြီးတရုံကြီးတော်ကြီးမိစ္ဆာဝနာအဝိဇ္ဇာမောဖို့လူကြီးရှုံးရပြီတခါလောဘဒေါသမောဟပြီးကအစီဖြာဝိညာဉ်ပြီးကြတာရှင်ရမေးကြတာအစိတ်ပြီး၍စာပြီးပြန်တော့အပူပြီး၍ဝါပြီးပြန်တော့မချိမဆန်ဒုက္ခဝေဒနာခံစားရမှာအသေးကြသိပြီးမှတော့ကြာရုပ်ပြန်တော့နောက်တော့အကျိုးဆရာကြောက်ကဒုက္ခရိအမေဗျာအဝေးသာပရိကွာဤခွင့်ရှာမရပါငေပြိတာတကယ်ထိတ်เสียတကယ်ဝေးမိစ္ဆာအဟိတရိစ္ဆာဘဝနဲ့သူတကယ်ဝုံတွေမလွတ်လေမချွတ်လေအလုံးအမိအနိနာအဲ့ဒါဒီဆောင်ဆိုတဲ့ငရေမျိုးစီလက်တွေပါတရားအဝိဇ္ဇာမောဟလူကြီးရှုံးရပြီတခါလောဘဒေါသမောဟပြီး၍ကအစီဖြာဝိညာဉ်ပြီးကြတာရှင်ရမေးကြတာအစိတ်ပြီး၍စားပြီးပြန်တော့အပူပြီး၍ဝါပြီးပြန်တော့မချိမဆန်ဒုက္ခဝေဒနာခံစားရမှာအသေးကြသိပြီးမှတော့ကြာရုပ်ပြန်တော့နောက်ဘဝကြောင့်ဆရာကြောက်ကဒုက္ခရိအပေလျာအဝေးဘာမဖြစ်ကွာဤခွင့်ရှာမရပါငရေပြိတာတကယ်နဲ့ထိတ်เสียတကယ်တွေမိစ္ဆာအဟိတရိစ္ဆာဘဝနဲ့သူတကယ်ဝင်တွေမလွတ်လေမချွတ်လေအလုံးအပင်အနစ်နာအဲ့ဒါဒီလောက်ဆိုတဲ့ငရေမျိုးစီလက်တွေလာတရားအထက်ကြကြတက်လည်းရမယ်မလန်းအစားကတော့အမ
ဒီမှာအမြိုင်မျိုးစီဆိုတာကာမကထာတမဒိဋ္ဌိမျိုးစီအမှန်ပါအခြေခံမူလာသီရဝါရဘုရားပိဓမ္မာကံဤကံအကျိုးယုံကြည်မှုမျိုးပါဘဂဝါဖယားသာသနာတရားကထက်သန်စွာနှလုံးသားမှာတရားတွေ့လာနှလုံးသားမှာတရားဝိကမနာမမီအားထုတ်ကြတော့အဟုတ်ပါဘုရားယုံကြဖို့ဝိဇိကိစ္စဒိဋ္ဌိဆိုတဲ့လူယုံမှာကိဝေကွာပြောင်းတော့သစ္စာလူလုံးမှာစီယုံနာနောက်တစ်ဆင့်နဲ့လိုက်ပါမဂ္ဂတာမဖလတာမအမြဲမှန်သောဖြင့်ဒီပွင့်လီသောစေတော်ဝိမု တိတာအမတဒီမာအမြိုင်မျိုးစီဆိုတာကာမကထာတမဒိဋ္ဌိမျိုးစီအမှန်မှာအခြေခံမူလာထေရဝါရဘုရားပိဓမ္မာကံဤကံအကျိုးယုံကြည်မှုမျိုးပါဘဂဝါဖယားသာသနာတရားကသတ္တစွာနှလုံးသားမှာတရားတွေ့လာနှလုံးသားမှာတရားဝိဟာမနာမသိအားထုတ်ကြတော့အဟုတ်ပါဘုရားယုံကြဖို့ဝိဇိကိစ္စဒိဋ္ဌိဆိုတဲ့လူယုံမှာခေပင်ကွာပြန်တော့သစ္စာလူလုံးအစီရောက်လာနောက်တစ်ဆင့်နဲ့လိုက်ပါမဂ္ဂတာမဖလတာမအမြင်မှန်သောဖြင့်ဒီပွင့်လေသောစေတော်ဝိမု တိတာအဘိဓမ္မိဘုရားအကြောင်းတော်ရံချမ်းသာအောင်ဒီကြအိမ်ကဆွေကကြီးကစာစီမဒီလ
စီရံပြီးပါဒီလာစီကပြီးပါသူတည်းလောင်းပြီးကြမှာလွာအောင်မြစ်ပြီးပေါင်းတည်ပြီးစွာဆွေးနွေးကြတော့တာကိစ္စရှင်းရလေးရဒီဝေလနာနဲ့ကောင်းမစ္ဆာနာကမ္မထာနဲ့ပြေတတ်ပါပါတကယ်ပြည့်နေတာဝိပဿနာလုကပြုံးချဖို့ဝိဇာခန္ဓာရဲ့ဟောက်ပြန်ပြီးအချက်ကိုဖြစ်ပြဒီမှန်တတိတေချာစေမကွာတူတော်လာတဲ့လူဘဝမှာရွေးနေရဒီလမ်းကတော့မလာဘူးလားအောင်လားဒီဘူတာဒီအမှန်အပင်တန်လီဟိုရာအကြောင်းငါရချာအောင်ဒီရာအိယာစီကစီကစာစီမာဒီလာစီရံပြီးပါဒီလာစီကပြီးပါသူတည်းလောင်းပြီးကြလွာပေါင်းရည်ပေါင်းတည်စွာဆွေးနွေးကြတော့တာကိစ္စရှင်းရလေးလျာဒီဝေဒနာတွေကောင်းမစ္ဆာနာကမ္မထာနဲ့ပြေတတ်ပါပါတကယ်ပြည့်နေတာဝိပဿနာလောကပြုံးချဖို့ဝိဇာခန္ဓာယုံနာဟောက်ပြန်ဒီအချက်ကိုဖြစ်ပြဒီမှတတိတေချာစီပကွာတူတော်လာတဲ့လူဘဝမှာရှိစရာဒီလမ်းကတော့